ဒါကတော့လူသားတွေကင်းကောင်အတွက်စောက်ပေးထားတဲ့ယာယီခိုလုံရဖြစ်ပါတယ်ဒါပေမဲ့ကင်းကောင်ကတရက်ထက်တရက်ပိုကြီးထွားလာတာကြောင့်ဒီပတ်ဝန်းကျင်ကဒီသားရဲကြီးကိုဆက်ပြီးထိမထားနိုင်တော့ပါဘူးအမိုးကုန်းပေါ်မှာအပေါက်တွေတစ်ခုပြီးတစ်ခုပေါ်လာတာကြောင့်သူတို့လည်းကင်းကောင်အတွက်အိမ်တစ်ခုရှာပေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်တင်မောအုပ်စုကြီးတစ်ခုလုံးဟာပန်းတိုင်စီကိုဥတီထွက်ခွာလာခဲ့ကြပေမဲ့ကုန်တင်တင်မောပေါ်ကကင်းကောင်ကတော့အနေရတစ်ခုကိုအာယုံရနေပြီးသူ့ကိုချီနှောင်ထားတဲ့တန်ကြိုးတွေကနေလို့အမြောက်ဖို့အသေးအတန်ရုန်းကန်နေပါတယ်သူနဲ့ရေဆက်မကုန်နိုင်တဲ့ရန်သူဟောင်းကြီးဂေါ်ဇီလာရောက်လာခဲ့ပြီပဲဖြစ်ပါတယ်လူသားတွေရဲ့တင်မောအုပ်စုကဒုံးကျည်တွေနဲ့တရက်ဆက်ဘုံကျဲတိုက်ခိုက်မှုကိုရင်ဆိုင်ရတဲ့အခါဂေါ်ဇီလာကရေအောက်ထဲကိုငုံရှိုးသွားပြီးအဲ့ဒီတိုက်ခိုက်မှုကိုအလွယ်တကူရှောင်တိန်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူကရေမျက်နှာပြင်ပေါ်ကိုအရှိန်ပြည့်နဲ့ပြန်တက်လာပြီးသူ့ရဲ့မာကျော်လာတဲ့ကြောစုတောင်တွေနဲ့စစ်တင်မောတစ်စီးကိုအလဲကနေအပိုင်းပိုင်းပြတ်သွားအောင်ဖျက်ပစ်လိုက်ပါတယ်လူသားတွေရဲ့စစ်တင်မောတွေဟာသူ့ရှေ့မှာကစားစရာထက်မပိုပါဘူးအစစ်မြင့်ဆုံးဒုံးကျည်တွေတောင်ဂေါ်ဇီလာကိုမထိခိုက်နိုင်ပဲသူ့ကိုပို့ပြီးတော့ပဲဒေါသထွက်စေခဲ့ပါတယ်သူကအမီးနဲ့တစ်ချက်ပဲဝှေ့ရမ်းလိုက်တာတင်တိုက်လေရင်တစ်စီးကိုအစအနာမကြံအောင်ရိုက်ခွဲပစ်လိုက်ပါတယ်သူ့အမီးပြန်ကြမှာတင်နောက်ထပ်စစ်တင်မောနှစ်စီးလဲချက်ချင်းပျက်စီးသွားခဲ့ပါတယ်အဲ့ဒီနောက်သူကကင်းကောင်ရှိရာစီကိုဥတီပြီးပြေးဝင်လာပါတယ်ဒါပေမဲ့ကင်းကောင်ကတော့တန်ကြိုးတွေကနေရုံမထွက်နိုင်သေးပါဘူးပျက်စီးသွားတဲ့စစ်တင်မောပျက်စီးတွေရေကနေပေါ်လာတာကိုမြင်လိုက်ရတဲ့အခါမှာကင်းကောင်ကသူ့ရဲ့ရန်သူဟောင်းကြီးဟာသူ့ရှေ့တဲ့မှာရှိနေမှန်းသိသွားခဲ့ပါတယ်ကင်းကောင်ကပင်လယ်ပြင်ကြီးကိုကြည့်ပြီးဒေါသတကြီးဟိန်းဟောက်လိုက်ပါတယ်ဂေါ်ဇီလာလည်းသမုဒ္ဒရာတွေကနေချက်ချင်းပွားကနေထွက်လာပါတယ်သူတို့နှစ်ကောင်တိုက်မိလိုက်တဲ့အချိန်ကပြင်းလွန်းတာကြောင့်အေယာမကုန်တင်တင်မောကြီးတစ်စီးဟာချက်ချင်းပဲမောက်ကုန်ဖြစ်သွားခဲ့ပါတယ်အနားမှာရှိတဲ့စစ်တင်မောအုပ်စုကလည်းဂေါ်ဇီလာကိုချက်ချင်းဝိုင်းပြီးပစ်ခတ်ကြပါတယ်ဒီလိုတရက်ဆက်ပစ်ခတ်မှုတွေကြောင့်ဂေါ်ဇီလာလည်းလောလောဆယ်တော့နောက်ဆုတ်သွားရပါတယ်တစ်ဖက်မှာလည်းကင်းကောင်ရဲ့အခြေအနေကတော်တော်လေးစိုးရိမ်ရနေပါတယ်သူ့ရဲ့လက်တွေခြေထောက်တွေကတန်ကြိုးတွေနဲ့တောခတ်ခံထားရလို့ပါကင်းကောင်ဟာအသက်ရှူကျက်ပြီးတေးလူမျောပါဖြစ်ခါနီးချိန်မှာပဲလင်းကသူ့မှာရှိတဲ့အင်အားရှိသမျှနဲ့အစွမ်းကုန်စူးစမ်းပြီးတန်ကြိုးတွေကိုနောက်ဆုံးမှာအောင်မြင်ဖြုတ်ပေးနိုင်ခဲ့ပါတယ်တန်ကြိုးတွေပြုတ်သွားတာနဲ့ကင်းကောင်ကပြေးဝင်လာတဲ့ဂေါ်ဇီလာကိုချက်ချင်းဖမ်းလိုက်ပြီးခေါင်းနဲ့စောင့်တိုက်ပစ်လိုက်ပါတယ်အဲ့ဒီနောက်ရေမျက်နှာပြင်စီကိုအမြန်ပဲကူးခတ်သွားပါတော့တယ်မောက်သွားတဲ့ကုန်တင်တင်မောကြီးကိုလည်းပြန်တဲ့ပေးလိုက်ပေမဲ့သူ့အောက်အီယာမတင်မောကြီးကသူနဲ့ကြတော့တေးလုံးနေပါတယ်ပတ်ဝန်းကျင်ကိုဝေးကြည့်လိုက်တဲ့အခါအဝေးမှာရှိတဲ့လေရင်တင်တင်မောကြီးတစ်စီးကိုလက်မြင်လိုက်ရပြီးအဲ့ဒီစီကိုတန်းပြီးခုံကူးလိုက်ပါတယ်အဲ့ဒီလိုအရှိန်ဟုန်ပြင်းနဲ့ခုံချလိုက်တာကြောင့်လေရင်တင်တင်မောကြီးတစ်စီးလုံးလန်ထွက်ပြီးမောက်လိုနီးပါးဖြစ်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာဂေါ်ဇီလာကလည်းလေရင်တင်တင်မောစီကိုဥတီလာနေပါပြီကင်းကောင်ကတိုက်လေရင်တစ်စီးကိုအလွယ်တကူကောက်ကင်ပြီးဂေါ်ဇီလာစီလန့်ပစ်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီတိုက်ခိုက်မှုကဂေါ်ဇီလာကိုဘာမှမဖြစ်စေခဲ့ပါဘူးဂေါ်ဇီလာကအရှိန်ပြည့်နဲ့ပြေးဝင်လာပြီးရေထဲကနေဝုန်းခနဲထွက်ပေါ်လာပါတယ်ဒါပေမဲ့ဂေါ်ဇီလာကကိုဟန်မပြင်းနိုင်ခင်မှာတင်ကင်းကောင်ကအရင်ဆုံးလက်ဦးမှုယူပြီးဝင်တိုက်လိုက်ပါတယ်လူသားတွေကဘေးကနေကူညီပေးနေတာကြောင့်ဂေါ်ဇီလာဟာအခြေအနေမကောင်းဖြစ်နေပါတယ်မကြခင်မှာပဲကင်းကောင်ကသူ့ကိုပင်လယ်ထဲပြန်ရောက်သွားအောင်တွန်းပို့လိုက်နိုင်ပါတယ်ဒါပေမဲ့အဲ့ဒီနောက်မှာတော့ရေအောက်ထဲကနေအပြာရောင်လင်းနှန်းတွေဖြတ်ခနဲလက်လာပါတယ်ကင်းကောင်ရဲ့တားရဲဗီဇာကအန်ရတစ်ခုရောက်လာတော့မယ်ဆိုတာကိုတတိပေးနေပါတယ်တောက်ပတဲ့အပြာရောင်စွမ်းအင်နှန်းကြီးတစ်ခုရေအောက်ထဲကနေရုတ်တရက်ပောက်ကွဲထွက်လာပြီးလေရင်တင်တင်မောကြီးတစ်ခုလုံးကိုအပိုင်းပြတ်သွားအောင်ဖျက်ဆီးပစ်လိုက်ပါတယ်ကင်းကောင်လဲရေထဲကိုပြန်လွင့်ကျသွားခဲ့ရပြီးသူရေမျက်နှာပြင်ပေါ်ကိုပြန်တက်ဖို့ကြိုးစားပေမဲ့ဂေါ်ဇီလာကသူ့ကိုဖိထားပြီးရေအောက်ထဲကိုတစ်ထပ်ပိုနှက်အောင်ဆွဲချသွားပါတယ်အဲ့ဒီအချိန်မှာပဲလူသားတွေရဲ့စစ်တင်မောအုပ်စုကရေငုံတင်မောဖြတ်ပုံတွေကိုရေထဲကိုပစ်ချလိုက်ကြပါတယ်စက်တိုက်ပောက်ကွဲမှုကြီးတွေဖြစ်ပြီးတဲ့နောက်လူတိုင်းဟာရေမျက်နှာပြင်ကိုစိုးရိမ်တကြီးစိုက်ကြည့်နေကြပါတယ်အဲ့ဒီနောက်မှာတော့အေယာမလက်ကြီးတစ်ဖက်ရေထဲကနေရုံထွက်ပေါ်လာပါတယ်ကင်းကောင်ကတော့ဂေါ်ဇီလာရဲ့ဖမ်းချုပ်မှုကနေနောက်ဆုံးမှာရုံထွက်နိုင်ခဲ့ပါပြီသူ့တက်ဘေးကလွတ်မြောက်ခဲ့ပေမဲ့စက်တိုက်ဖို့အင်အားမရှိတော့ပါဘူးဒါပေမဲ့ဂေါ်ဇီလာကလည်းထွက်မသွားသေးပါဘူးကင်းကောင်ရဲ့မျက်လုံးထဲကအရှုံးမပေးချင်တဲ့အကြည့်တွေကိုမြင်လိုက်ရတဲ့အခါလင်းကစစ်တင်မောတွေအားလုံးကိုအင်ဂျင်တွေနဲ့လက်နက်တွေပိတ်ပစ်ဖို့အမိန့်ပေးလိုက်ပြီးဂေါ်ဇီလာကိုအညံ့ခံတဲ့ပုံစံမျိုးဟန်ဆောင်လိုက်ပါတယ်ပတ်ဝန်းကျင်ကရေပြင်ကြီးပြန်လဲငိမ့်တက်သွားတဲ့အခါဂေါ်ဇီလာရဲ့အေယာမခန္ဓာကိုယ်ကြီးကရေမျက်နှာပြင်ပေါ်လာပါတယ်စစ်တင်မောအုပ်စုကြီးငိမ့်တက်သွားတာကိုမြင်တော့သူလဲထပ်ပြီးမတိုက်ခိုက်တော့ပါဘူးဂေါ်ဇီလာရဲ့အရေးရောင်ကြီးအဝေးကိုတဖြည်းဖြည်းပျောက်ကွယ်သွားတော့မှပဲလူတိုင်းရင်ထဲကအလုံးကြီးကြပြီးတက်ပြင်းချနိုင်ပါတော့တယ်ဒါပေမဲ့နောက်ထပ်ပြဿနာတစ်ခုပေါ်လာပြန်ပါတယ်စစ်တင်မောတွေနည်းနည်းလေးလှုပ်ရှားလိုက်တာနဲ့ဂေါ်ဇီလာကပြန်ရောက်လာမှာပါခါလောက်စဉ်းစားပြီးတဲ့နောက်လင်းကအကြံတစ်ခုရသွားပါတယ်အဲ့ဒါကတော့ကင်းကောင်ကိုပန်းတိုင်စီရောက်အောင်တည်ယူပို့ဆောင်ရေးလေရင်တဒါစင်ကျော်နဲ့ဝေဟင်ကနေမှပြီးတည်သွားဖို့ပါကင်းကောင်ပြန်နိုးလာတဲ့အခါပတ်လေကိုလိုက်ရှာကြည့်ပြီးအဝေးမှာရှိတဲ့ဂျီယာကိုလမ်းမြင်သွားပါတယ်ဂျီယာကကင်းကောင်ရဲ့အိမ်ဟာဒီဦးမင်လောင်ကောင်းတိုင်းတဲ့သွားရင်ရှိတယ်လို့ပြောပြလိုက်ပါတယ်ကင်းကောင်ကသူမပြောတာကိုနားလည်သွားတာနဲ့နောက်ဆက်မတင်ပဲရှေ့ကိုတန်ပြီးပြေးဝင်သွားပါတယ်ဒါကိုမြင်တော့လူတိုင်းလည်းလေရင်တွေကိုအမြန်နိုးပြီးသူ့နောက်ကိုလိုက်သွားကြပါတယ်လင်းလက်တောက်ပတ်နေတဲ့ဝဲကရက်ကြီးတွေကကနေကင်းကောင်ရဲ့နောက်ကိုလိုက်သွားရင်းနဲ့သူတို့ဟာတကယ်ပဲကမ္ဘာအူတိုင်ထဲကိုရောက်သွားခဲ့ပါတယ်အဲ့ဒီနေရာကသူတို့စိတ်ကူးထားတာထက်တောင်ပိုပြီးကြပြောလာပြီးကိုပိုင်ကေဟစနစ်တစ်ခုအပြည့်အဝဖြစ်တည်နေတာပါလူတိုင်းအရှိကမြင်ကွင်းကြောင့်အံ့ဩမင်တက်နေတော့မှပဲအရှိဆုံးကလေရင်ဟာရုတ်တရက်တိုက်ခိုက်ခြင်းခံလိုက်ရပါတယ်သူတို့တခါမှမမြင်ဘူးတဲ့အရာမှပြန်လွှမ်းနဂါးကြီးတစ်ကောင်ကသူတို့စီကိုဝုံအခက်နဲ့ပြန်တန်းပြီးတိုက်ခိုက်ဖို့ပြင်နေပါတော့တယ်